နာယာကဆွဲအားရန်ပြင်းတဲ့အတွက်28ခေါက်တဲ့ပို့ပြီးတော့မရွတ်ရဘူးဆိုတဲ့မာတင်ကဂါတာဒီလူတိုင်းဆောင်ဖို့ခက်ခဲတဲ့ထိုက်မှဆောင်ရတဲ့မာတင်ကအဆောင်ဒီမာတင်ကဂါတာအကြောင်းအဆောင်အကြောင်းကိုကျွန်တော်ယနေ့ရှင်းပြပေးပါမယ်မာတင်ကအဆောင်တွေဟာရှေ့ရပုံကိုယ်လူပုံကိုယ်မြတ်တွေကရိတ်ဂါထောက်ဖြစ်နေအသုံးချပြီးတော့မိမိတို့ရဲ့လောကီအကျိုးစီးပွားအတွက်ခုနှစ်သားသမီးအပေါင်းတို့ရဲ့လောကီအကျိုးစီးပွားအတွက်တေချာစီမံပြီးတော့ဆောင်ရွက်ခဲ့တဲ့အဆောင်ရုပ်ထုတွေလည်းဖြစ်ပါတယ်မာတင်ကအဆောင်ရုပ်ထုတွေဟာပီရဘိုင်းမှာရမ်းပွင့်လန်းပြီးတော့တဏယာကစွဲငင်အားပြင်းတဲ့အတွက်1500ကိလေသာအချစ်တော်ကြီးအစီမံဂါရာဆိုပြီးတော့စိုးစကားရှိပါတယ်မာတင်ကဂါရာဟာရွတ်ဆိုသူတိုင်းအစွမ်းတတ္တိရှိကြသလိုမာတင်ကအဆောင်ဟာလည်းစောင့်သူတိုင်းအကျိုးကျေးဇူးများပြားစေပါတယ်မာတင်ကဂါရာတော်တွေဟာရှေ့ဆရာကြီးများ28ခေါက်တဲ့ပို့ပြီးမရွတ်အောင်ဆိုပြီးတော့စိုးစကားရှိပါတယ်ဘာကြောင့်လဲဆိုတော့28ခေါက်တဲ့ပို့ပြီးရွတ်လိုက်ရင်ဒီအဖြက်ဆွဲအားတွေရမ်းပြင်းထန်တယ်လို့စိုးစကားရှိပါတယ်အဖြက်ဆွဲအားဆိုတာကတော့ပီရအဖြက်ဆွဲအားမိမစန့်ကျင်ဘက်လိန်ရဲ့အဖြက်ဆွဲအားဖြစ်ပါတယ်ဒီယောက်ျားလေးတွေရွတ်ဖတ်ရင်ကြတော့ဒီသူယောင်မတွေသူယောင်မဲတွေဒီဒေဝကုံနရီတွေဘုံမိကုံနရီတွေမြေဆောက်မြေဖုတ်ဘလူးမတွေတကိုးအိတ်တီကြီးတဲ့နန်လောကမှာရှိတဲ့ဒီသူယောင်မတွေနမိတ်စာမတွေဟာရွတ်ဆိုသူဒီအကျင့်စကမ်းတွေဝင်တာတွေအဋိဌံတွေဝင်တာတွေကိုဖြတ်တယ်ဆိုပြီးစိုးစကားရှိပါတယ်ဒီကိုယ့်ရဲ့အကျင့်စကမ်းတွေအဋိဌံတွေဝင်တဲ့အခါကျရင်ဒီမိန်းကလေးတွေပုံစံနဲ့အိမ်မက်ပေးတာတွေဒီအိမ်မက်ထဲမှာဒီကိရိတာယာကတွေမှတ်တာတွေဖြစ်တတ်လို့ရှေ့ဆရာကြီးတွေက28ခေါက်တက်ပို့ပြီးမရွတ်ရဘူးဆိုပြီးတော့စိုးစကားသတ်မှတ်ခဲ့တာပါဒီမာတင်ကားတွေစောင်းမာတင်ကားဂါတိုင်းရွတ်ရင်ကြတော့ကျင်းသေးကိုပီယာတွေအပွင့်လန်းကျန်းဒီနက်တွေအကုန်ချစ်ဒီမိန်းကလေးအမျိုးသမီးတွေချိကက်စေပါတယ်ဒီစီဝါဥစ္စာရွှေငွေတွေလည်းဒီလားတိုးတက်ပြီးတော့အနောက်ရှက်အတိုက်ခိုက်တွေကင်းစေပါတယ်မိမိမှာအိမ်ချမ်းမြေတို့တိုက်တို့ကားတို့မလိုချင်မှအဆုံးဝင်လာမဆွဲတပွဲပွဲဝင်စေပါတယ်ငွေကြေးလက်လာပါတွေကလည်းကုညီထောက်ပံ့မဲ့သူကလည်းပေါ်များစေပါတယ်ကိုယ့်စကားအတီးဖြစ်ပြီးတော့အာနာဇက်ပြင်းထန်ပြောတိုင်းအောင်ဆိုတိုင်းရပြောတိုင်းအောင်တာတိုင်းရလိုတာရအိဆာတရားမာတင်ကဆိုပြီးတော့စိုးစကားရှိပါတယ်ဒီမာတင်ကဂါရာတွေဟာမာတင်ကအဆောင်နဲ့တွဲပြီးတော့ရွတ်ပွားရင်တရဆယ်ရင်ပို့ပြီးတော့တကောအာနုဘော်ကြီးပြီးတော့ပီရအရာမှာလက်အရာမှာပြိုင်ဘက်ကင်းပြိုင်ဆန်ရှားဖြစ်စေပါတယ်မာတင်ကအဆောင်တွေဟာပီရအရာမှာအရန်စွဲငင်အားပြင်းတာကြောင့်ခတ်သိမ်းသောမိန်းကလေးတွေကကိုယ့်ကိုချစ်ခင်စေပါတယ်ကိုညီထောက်ပံ့သူတွေလည်းပေါ်များစေပါတယ်ရုပ်ကစိုးပုံမစိုးအာကာတစိုးတွေနဲ့ဒီ38မိနစ်နက်တွေအစားကွင်းပိုင်နေပိုင်တွေအစားမာတင်ကအဆောင်ဆောင်သူမာတင်ကဂါရာရွတ်သူစောက်ရှောက်စေပါတယ်လို့စိုးစကားရှိပါတယ်ဒီမာတင်ကအဆောင်တွေကတော့ရှေးဆရာကြီးများဒီတရောင်းစားတဘိုးကျိုးကိုမာတင်ကရုပ်ထုထုပြီးတော့စီရင်ပါတယ်ပြီးရင်ကြတော့နေရာ6ဌာနမှာဂါရာ1000စီနဲ့ဂါရာ9000တိတိတင်ပြီးတော့စီမံကြပါတယ်မာတင်ကအဆောင်တွေဟာယာခဲလာသလိုမာတင်ကအဆောင်တွေကိုရသူတွေဟာလွန်စွာကန်ထူးပြီးတော့ဒီမာတင်ကအဆောင်တွေနဲ့စီးပွားရေးတွေကြီးပွားရေးတွေအိမ်အောင်ရေးတွေအခြေရေးတွေတိုးတက်ကောင်းမွန်မှုတွေဖြစ်စေပါတယ်ကျွန်တော်ကတော့ညီစီယာတယောက်ကလက်ဆောင်ပေးသည့်တရောင်းစားတဘိုးကျိုးဖြင့်မာတင်ကစီရင်မီဖြစ်ပါ၍ဒီမာတင်ကအဆောင်ယူလိုသူများကြိုတင်ပြီးတော့မိမိရဲ့နာမည်တွေနေနံတွေပူဇော်ငွေတွေနဲ့ဆေးပေးသွင်းပြီးတော့ကျွန်တော်စီမှာမှာယူနိုင်ပါတယ်မှာယူသူတွေကိုထိုက်သူတွေရပါစေဆိုပြီးတော့လေတစ္ဆာဒိဋ္ဌံပြုပြီးတော့စီရင်ပေးမှာဖြစ်ပါတယ်မာတင်ကအဆောင်များကိုရှေ့ဆရာကြီးများရဲ့ဤစနစ်တိုင်းစီရင်ပြီးတော့မှာယူသူများထံပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်မာတင်ကအဆောင်တွေကယာခဲလာသလိုထူးခဲလာတဲ့အဆောင်တွေဖြစ်တာကြောင့်ယုံကြည်စွာမှာယူဖို့တော့လိုပါတယ်ပီယာရန်ပွင့်လို့သူများလက်ရန်ပွင့်လို့သူများစမ်းရန်ပွင့်လို့သူများအိမ်အောင်ရေးစီးပွားရေးကြီးပွားရေးသမီးစားရေးအောင်မြင်လို့သူများစောင့်တင်တဲ့အဆောင်လည်းဖြစ်ပါကြောင်းကျွန်တော်ယခုမာတင်ကအစီမံအကြောင်းမိတ်ဆက်ပြီးတော့ပြောကြားခြင်းဖြစ်ပါတယ်အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေမာတင်ကအဆောင်ယုံများလည်းထိုက်တန်သူများသာရရှိကြပါစေ